こんにちは皆さんのジャパンサイロワラペマニビラဒါဆိုရင်အချိန်ခဏလောက်အနားယူလေ့လာကြည့်ရအောင်ဂျပန်နိုင်ငံရဲ့စိတ်ဝင်စားစရာကောင်းတဲ့ရိုးရာအကတွေတစ်ခုဖြစ်တဲ့ကာဘူကီလို့ခေါ်တဲ့ဂျပန်ရိုးရာပြဿနာအကြောင်းကိုပြပြပေးမှာပဲဖြစ်ပါတယ်ကာဘူကီဆိုတဲ့ဂျပန်ရိုးရာပြဿနာကဘယ်ကနေစတင်ပေါ်ပေါက်လာလဲဘယ်လိုပုံစံတွေကပြပြပြီးလဲဘယ်မျိုးတွေမှာကျင်းပလေးရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ရအောင်နော်ကာဘူကီဆိုတဲ့ဂျပန်ရိုးရာပြဿနာကို16ရာစုနဲ့အစပိုင်းမှာအီဇိုမိုနိုအိုကူနီလို့ခေါ်တဲ့အမျိုးသမီးတယောက်ကကျိုတိုမှာစတင်ဖန်တီးကပြခဲ့တာပဲဖြစ်ပါတယ်။လာပါရဲ့ကီမိုနိုတွေကိုဝတ်ဆင်ထားတဲ့လူတွေကတီဂီတာရဲ့ကပြဖြောပြီးတော့တမိုင်းနဲ့ဒဏ္ဍာရီပေါ်ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ကာဘူကီမှာဆိုရင်သချင်းနဲ့ဂီတာကအရေးကြီးဆုံးဖြစ်ပြီးတော့ရှာမီဆန်လို့ခေါ်တဲ့ဂီတကရိယာတစ်မျိုးကိုသုံးပြီးတော့ဇာတ်ဝင်ခန်းတွေကိုတီးခတ်ဖြောပြီးလေးရှိပါတယ်။မိတ်ကအပြင်စင်နဲ့အဝတ်စားတွေလှူရှားမှုတွေနဲ့တချင်းဂီတာတွေကအလွန်စိတ်ဝင်စားစရာကောင်းပြီးတော့ဇလန်တစ်လျှောက်လုံးကိုစိတ်ဝင်စားစရာကောင်းအောင်ကပြဖြောပြီးတဲ့ပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ကာဘူကီပြဿနာကိုလူတွေကျိန်းနဲ့စိတ်ဝင်စားမှုရရှိလာပေမဲ့1629ခုနှစ်မှာအမျိုးသမီးကာဘူကီတရုတ်ခေါ်တာကိုတားမြစ်လိုက်ပါတယ်။ဒီတော့အမျိုးသားတွေကနေပြီးတော့မှအွန်နာခတာလို့ခေါ်တဲ့အမျိုးသမီးတယောက်ပုံစံကာဘူကီတရုတ်ခေါ်လာပါတော့တယ်။နောက်ပိုင်းမှာဆိုရင်အမျိုးသမီးတယောက်ပုံစံအသက်သွင်းပုံဖော်တာတွေကကာဘူကီရဲ့စိတ်ဝင်စားစရာအစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်။နောက်ထပ်ကာဘူကီရဲ့စိတ်ဝင်စားစရာကောင်းတဲ့အစိတ်ပိုင်းတစ်ခုကဇက်ကောင်ရဲ့သဘောထားဇက်ဝင်ခံပုံစံတွေကိုဖော်ပြပေးတဲ့မျက်နှာဖုံးတက်ဆင်ခြင်းဖြစ်တဲ့ခုမာတိုရီပဲဖြစ်ပါတယ်။1920ခုနှစ်အကျော်မှာကာဘူကီပုံစံရုပ်ရှင်တွေရိုက်ကူးလာကြပြီးတော့ဇက်ဝင်ခံပုံဖော်တာတွေဇက်ကောင်ပုံဖော်တာတွေကဂျပန်နိုင်ငံရဲ့ရုပ်ရှင်လောကကိုများစွာအကျိုးသက်ရောက်မှုရှိစေခဲ့ပါတယ်။လူကြိုက်များတဲ့အနီမီရုပ်ရှင်ဇာတ်ကားတွေထဲကဖြစ်တဲ့ Mononoke, One Piece, Naruto စတဲ့ရုပ်ရှင်ဇာတ်ကားတွေကကာဘူကီရဲ့နည်းပညာကိုရိုးရာဆန်စွာပုံဖော်ထားတာပဲဖြစ်ပါတယ်။ယနေ့မှာဆိုရင်ကျိုတိုအပြင်တိုကျိုဟာကာဘူကီပြဇာတ်ပြသရာအဓိကနေရာဖြစ်လာပြီးတော့နာဂိုယာ၊အိုဆာကာနဲ့အခြားမြို့တွေမှာကာဘူကီပြသရာပြဇာတ်ရုပ်တွေလည်းရှိပါတယ်။ကာဘူကီရိုးရာပြဇာတ်ဟာဆိုရင်ဂျပန်နိုင်ငံယဉ်ကျေးမှုထံတန်းရဲ့အရေးကြီးတဲ့ပြဇာတ်တစ်ခုဖြစ်လာပြီးတော့မှနိုင်ငံခြားသားခရီးသွားတွေရဲ့စိတ်ဝင်စားတဲ့အနည်းပညာတစ်ခုလည်းဖြစ်လာပါတယ်။ဒါကြောင့်皆さんတို့လည်းဂျပန်ရောက်ရင်စိတ်ဝင်စားစရာကောင်းပြီးတော့ပူတူတိုက်ရဲ့အများကြီးရရှိမဲ့ကာဘူကီပြဇာတ်ကိုသွားကြည့်ဖို့မမေ့နဲ့နော်။ဒါဆိုရင်နောက်ဗီဒီယိုမှာဘလို့အကြောင်းအရာတွေနဲ့ပြန်လာမလဲဆိုတာကိုလည်းဆက်လက်ဆောင်မြောက်အပ်ပေးကြပါအောင်ရှင်။ Bye bye